အားလုံးပဲရှင်အခုကြည့်ရမယ်ဒီမှာတော့ဒီကြောင့်လည်းညာဖူးချီအတွေ့အကြုံကိုပြောပြမှာဖြစ်ပါတယ်အားလုံးဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးတော့အားလုံးရဲ့ဒီဗီဒီယိုကို like အားလုံးအားပေးကြရအောင်Oh shit. Yeah. Wait. Let me. Go slowly now. ကျမတို့မူဤကြောင့်ကျမဲ့အဖွဲ့သားများအခုလူစုကြီးတောင်တက်ကြီးကိုစတင်နေပါပြီကျမတို့လူတွေဟာအယောက်30ကျော်လောက်ရှိပြီးမော်တော်ဆိုင်ကယ်ကိုအားကိုးပြီးတော့ကြီးဆက်ပါမယ်ဆိုင်ကယ်တစ်စီး2ယောက်နဲ့ကြီးနေပါတယ် ကျမတို့မျိုးတွေကချွတ်ဆူကြီးလိုမျိုးဆိုင်တယ်နဲ့ရှိမသွားဘူးပါဘူး။နောက်ပြီးကျမတို့မျိုးတွေကများတော့တွားရင်းနဲ့တအုပ်တူစောင့်နေတဲ့လူတွေများပါတယ်။အရင်ပဲကျေးဇူးတင်ရတာကတော့ကျမတို့အဖွဲ့ကိုအားပေးကူညီပြီးဒါနဲ့ပစ္စည်းတွေတချို့လူတွေလိုက်ဖို့ရဲ့အကူနဲ့အမနဲ့ပဲဖြစ်ပါတယ်။ဒီဗီဒီယိုကနေတစ်စိနောက်တစ်ခါကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်။ ဒီကကျမတို့အဖွဲ့သားတွေအတွက်ဒီကိုဆက်လာပါမယ်။ဒီနေ့နေရတာတော့အစီအစဉ်လို့ထင်ပါလား။ဒီရက်မှာနိုင်တကောင်းနဲ့ပါလာတဲ့အတွက်ကြောင့်အခုတောင်ချီကိုဦးကြည့်ရှိနေတာမှာဒီရာပြီးဒီရာကြော်ပြီးဒီချောင်းစားပြီးလို့လည်းဆက်ခါကြားကျမကိုယ်တိုင်ဒီလိုကြီးတွေကြွားရတာကြတော့အရင်ပျော်ရွှင်မိပါတယ်။ကျမတို့တခြားအဖွဲ့သားတွေလည်းကျမလိုမျိုးပျော်ရွှင်ပါပါ။ဘာဖြစ်လို့ကြားရတယ်လဲဆိုတော့ကိုမရောက်ပြီးတဲ့နေရာကြီးရဲ့ဒေသတွေကိုကိုယ်တိုင်ကြွားရောက်ပြီးလေးလာခွင့်ရလို့ပါ။ကြီးရတဲ့ရဲ့လူမှုပေါ်ကလောက်ကင်စားတော့ပုံလေးတွေကြည့်ရတော့အတွေ့အကြုံပူးကြတာတွေပြောလာတယ်လို့ခံစားရတယ်။ပြီးတော့ကြီးရွာတကာကကြောတောင်းနေတဲ့အလားတွေကိုကြီးစုခံစားခွင့်ရတာကတခြားပေါ့ဒီကြီးကိုသိရအောင်အခါခါရရစီနေပေးတဲ့ကျမတို့ရဲ့ဇာတိကို DWEC ကြီးကအဖွဲ့သားများအားလုံးကကျေးဇူးအထူးတင်ရှိပါကြောင်းပြောချင်ပါတယ်
ရောက်ဖို့ရတရားဖြစ်သွားတဲ့အခါမှာရလန်းတွေကအများကြီးယူနီလန်းလေးတွေကယူနီလန်းဖြစ်နေတယ်လမ်းတွေကကြည့်ကောင်းပါလေဒီကနေ့ပြောင်းထားတဲ့လူတွေကနောက်လာရတာအရင်အဆင်ပြေပါတယ်ဒီလိုလမ်းတွေကဒီလမ်းလေးလောက်ထားတာလေပြီးတော့ကျမတို့သွားတဲ့နေ့ကမှမင်းရတော့အဆင်ပြေလို့ပြောရပါတယ်ဒီလိုမိုးရရင်ဆက်တင်နေဆိုတော့သူ့ဆွဲပြီးသွားတာအထက်ပဲရှိနေသူတို့ပါကျမတို့ကကောင်းတယ်လို့ပြောလို့ရတယ်ကျမတို့မသွားခင်ရဲ့ဒီမှာမိုးရထားပြီးသားဖြစ်လို့ပါဒီကျဲကနေတောင်ချီကြီးအထိမိုးမိလာတဲ့အတွက်ကြောင့်လို့ပါနေ့လည်ပိုင်းရောက်တော့နေ့လည်စာစားဖို့အတွက်ကျမတို့အတိအကျတရားမှာခဏတာနားနေရပါတယ်ကျမတို့အတိအကျဖြစ်တဲ့ဒီနေ့အတော်တို့ကကျမတို့ကိုနေ့လည်စာတကောင်းလေးချက်ပြုတ်အခမ်းပေးပါတယ်တကောင်းအခမ်းပေးတဲ့အတွက်အရင်လေးကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ညဒီနာဒီကျမတို့နောက်တစ်ခါဒီစပါရယ်အခုဆိုတဝက်ချိုးလာပါပြီ။တောင်းနဲ့လည်းမရတော့သူ့နေရာလေးလုံးနေလာပါလေ။ပြီးတော့တောင်ကျချောင်းတွေလည်းတစ်ခုခုထည့်ရပါလေ။တောင်ကျချောင်းတွေထည့်တဲ့အခါမှာဒီအောက်ကစတုံးလေးတွေနဲ့စီးသေးနေတဲ့ဒီတွေရဲ့အနှဲ့တွေကိုဒီထားပြီးထည့်သွားရပါလေ။ဟုတ်ပါ။နေရာဒီမို့လို့ဒီနေနေပြီလေ။နေရာဒီကြရင်ဒီများလာတော့သွားလာတော့ဒီခက်ခဲနေတယ်။ဒီမှာပေါ်လာတာကဒီရဒီမှာဆိုဒီလက်ခံတွေအတွက်နာမည်စက်ကလေးပုံကြီးဖြစ်ခဲ့လာမယ်ဆိုတော့ကြောက်ချောင်းတွေဖြစ်ရင်ကျမတို့ညအိတ်တင်လို့ရဖို့ရောက်ဖို့ပြီးနေပါတယ်။ဒါတော့စားတော့ဒီချက်ချက်ပဲဒီမိုးချိုးပြီးညစာကိုဒီပါစားကြတာပေါ့။ကျမတို့ကျေးလေးကလည်းလူကြီးကြောင်တော့ညပြီးတော့
ခွာတော့တောင်ချီနားရောက်ဖို့စတင်နေပါတယ် တောင်ချီနားရောက်ဖို့သွားတဲ့လမ်းတွေကညီလမ်းမကြီးကြစ်လေးတွေပါပြီးတော့ချောင်းကူတကားတွေလည်းတစ်သားနဲ့အမိုးကလည်းသူ့နဲ့ကကောင်းမှုဒါတစ်ခန့်လောက်ထားတာတွေ့ရပါတယ် အခုကလိုက်လို့ခေါ်တဲ့တောင်ချီနားကရွာလေးတစ်ရွာကိုရောက်နေပါပြီ။ဆိုင်တွေမှာကျမတို့လိုအပ်တဲ့ပစ္စည်းတွေကိုဝယ်ပြီးတောင်ချီရောက်ဖို့ခရီးဆက်ပါတယ်။ရွာနဲ့တောင်ချီကဒီအနည်းငယ်လောက်တော့ထွက်သွားရပါသေးတယ်။ ရောက်တော့ဖွဲ့သားတွေအားလုံးစိုက်တယ်ကိုတောင်းရှိမှရှိတဲ့ဒီကလုံးမှာအထားလိုက်ပါတယ်အားလုံးစုံလို့ဒီကတဲ့ဒီကိုအားပြလိုက်ပါတယ်ဒါဆိုအခါတွေပြီးကြမလားဒီကျမတို့ဒီလိုတွေဒီကိုဒီကနာကောင်းဒီကားပြန်ကောင်းပါတယ် From the village, now we are going to. Are you tired, DJ? No, now we are going to Malaysia. Okay. Now we are hiking. Yeah, yeah.